အားလုံးပဲမင်္ဂလာပါနဘာပြည်သားဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကကျွန်တော်တို့ကမ္ဘာမြေကြီးပေါ်ကနေလွတ်တင်လိုက်တဲ့အောင်မြင်မှုအရှိဆုံးနဲ့အချစ်ခံရဆုံးစက်ရုပ်လေးတည်းအကြောင်းပါ My body is low is it getting that ကျွန်တော်ဘက်ထရီအားနေလာပြီမှောင်လဲမှောင်လာပြီတဲ့ဒီစကားစုလေးကိုကြားဘူးကြရဲ့လားဒါကတော့အင်္ဂါဂျိုပေါ်မှာ15နှစ်တိုင်တယောက်တည်းအလုပ်လုပ်ခဲ့တဲ့ opportunity လို့ခေါ်တဲ့ကျွန်တော်တို့ချစ်စနိုးခေါ်ကြတဲ့ OP လေးရဲ့နောက်ဆုံးနှုတ်ဆက်စကားပါရက်90ပဲခံမဲ့လို့ထင်ထားရကနေ15နှစ်ကြာအောင်ဘယ်လိုတွေကြံ့ကြံ့ခံခဲ့ကြတယ်သူဘာတွေရှာဖွေတွေ့ရှိခဲ့တယ်လဲဒီနေ့ဗီဒီယိုမှာအသေးစိတ်ကြည့်လိုက်ကြရအောင် OP ရဲ့နာမည်ရင်းက opportunity ပါသူက NASA ကနေ2003ခုနှစ်မှာအင်္ဂါဂြိုဟ်ကိုလွတ်တင်ခဲ့တဲ့ခီးသွွားစက်ရုပ်လေးတစ်ရုပ်ပါသူ့မှာသူ့ရဲ့အမွှာအညီကို Sprit ဆိုတာလည်းရှိပါသေးတယ်သူ့ရဲ့အဓိကတာဝန်ကတော့အင်္ဂါဂြိုဟ်ရဲ့မြေစီလွှာကိုစူးစမ်းဖို့နဲ့အတိတ်ကဒီဂြိုဟ်ပေါ်မှာရေရှိခဲ့ဘူးသလားဆိုတာကိုရှာဖွေဖို့ပါသူအင်္ဂါဂြိုဟ်ပေါ်ကိုဆင်းသက်ခဲ့တာက2004ခုနှစ်ဇန်နဝါရီလမှာပါမြင်တဲ့အတိုင်းပါပဲသူကကောက်တီးရိုက်တဲ့ကားလေးတစ်စီးလောက်ပဲရှိပါတယ်။နေအောင်ကြည့်စွမ်းရင်သုံးပြီးလှုပ်ရှားရတာပါ။သူ့မှာကင်မရာတွေလက်တံတွေခွဲချမ်းစိတ်ပြတဲ့ကိရိယာတွေအစုံအလင်ပါဝင်ပါတယ်။သိပ္ပံပညာရှင်တွေက OP ကိုလွတ်တင်တဲ့အခါအင်္ဂါဂြိုဟ်ရဲ့ကျန်းတဲ့ရာသီဥတုအေးဓာတ်နဲ့ဖုံမုံတွေကြောင့်သူ့ရဲ့တက်တန်းကိုရက်ပေါင်း90ပဲခံမှန်းခဲ့ကြပါတယ်။ရက်90ကျော်ရင်ဘက်ထရီတွေအိတ်ခဲ့ပြီးပျက်စီးသွားမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့ OP လေးကတော့တကယ်ကိုသူရဲ့ကောင်းပါသူ့ရဲ့နေအောင်ကြည်ပြားပေါ်ကပုံတွေကိုအင်္ဂါဂြိုဟ်ရဲ့လေပြင်းတွေကခါထုတ်ပေးခဲ့လို့သူဟာရက်90မဟုတ်ပဲ15နှစ်နီးပါရက်ပေါင်း9111ရက်တိုင်အလုပ်လုပ်နိုင်ခဲ့ပါတယ်ဒါဟာကျွန်တော်တို့သတ်မှတ်ချက်ရဲ့55ဆကျော်လွန်ခဲ့တာပါအဲ့ဒီ15နှစ်အတွင်းမှာသူဘာတွေလုပ်ခဲ့လဲပထမဆုံးအနေဖြင့်သူဆင်းသက်ခဲ့တဲ့ Eagle Crater မှာတင် Hematite လို့ခေါ်တဲ့တန်တက်ပါတဲ့သတ္တုလုံးလေးတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီသတ္တုလုံးလေးတွေကရေရှိတဲ့နေရာမှာပဲဖြစ်ပေါ်နိုင်တာပါသူဟာအင်္ဂါဂြိုဟ်ပေါ်မှာတကယ်ပဲရေစီးဆင်းခဲ့မှုတဲ့သက်သေအထောက်အထားတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါဟာအင်္ဂါဂြိုဟ်မှာသက်ရှိတွေရှိခဲ့ဘူးသလားဆိုတဲ့မေးခွန်းအတွက်အရေးကြီးတဲ့တဲလွန်စားတစ်ခုပါသူဟာစုစုပေါင်း28မိုင်45ကီလိုမီတာခန့်ခရီးနှင်ခဲ့ပါတယ်ဒါဟာကမ္ဘာပြင်မဂြိုဟ်တစ်ခုပေါ်မှာစက်ပစ္စည်းတစ်ခုခရီးအရှည်ဆုံးသွားနိုင်ခဲ့တဲ့စံချိန်ပါ2018ခုနှစ်ဇွန်လမှာအင်္ဂါဂြိုဟ်တစ်ခုလုံးကိုဖုံးလွှမ်းသွားတဲ့အင်မတန်ပြင်းထန်တဲ့ဖုံမုန်တိုင်းကြီးတိုက်ခတ်ခဲ့ပါတယ်ဒီဖုံမုန်တွေကြောင့်နေအောင်ကြည့်မရတော့ပဲ OP ရဲ့ဘက်ထရီကအားသွင်းလို့မရတော့ပါဘူး NASA ကပညာရှင်တွေက OP ကိုပြန်လည်နိုးထလာအောင်8လတိုင်စူးစမ်းခဲ့ကြပါတယ် OP ရဲ့နောက်ဆုံးသတင်းစကားက My body is low is it getting that ကျွန်တော်ဘက်ထရီအားနေလာပြီမှောင်လဲမှောင်လာပြီတဲ့ဒီစကားလေးကသိပ္ပံပညာရှင်တွေနဲ့အဘာတဝမ်းကလူတွေကိုအရန်စိတ်မကောင်းဖြစ်စေခဲ့ပါတယ်2019ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာ NASA က OP ရဲ့တာဝန်ပြီးဆုံးကြောင်းတရားဝင်ကြေညာခဲ့ပါတယ်သူဟာအင်္ဂါဂြိုဟ်ပေါ်မှာတယောက်တည်းမှောင်မိုက်ပြီးအေးစက်နေတဲ့နေရာမှာထာဝရအိပ်ပျော်သွားခဲ့ပါပြီ OP ရဲ့သက်တမ်းကရက်90ပဲဖြစ်ပေမဲ့သူဟာ15နှစ်ကြာအောင်တိုက်ပွဲဝင်ခဲ့ပါတယ်သူဟာကျွန်တော်တို့လူသားတွေရဲ့စူးစမ်းလိုစိတ်မဆုံးမနစ်တဲ့စူးစမ်းအားထုတ်မှုရဲ့ပြရုပ်တစ်ခုပါသူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေကအခုနောက်ပိုင်းအင်္ဂါဂြိုဟ်သွားစက်ရုပ်တွေအတွက်လမ်းပြပေးခဲ့ပါတယ်ကျွန်တော်တို့ကတော့ OP ကိုအင်္ဂါဂြိုဟ်ရဲ့သူရဲကောင်းအဖြစ်ထာဝရသတိရနေမှာပါအခုလိုဘူးသူရရစရာအကြောင်းအရာလေးတွေကိုစက်ကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်အားပေးနားဆင်နေပေးတဲ့အတွက်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။